တောကဖြစ်နေတယ်တစုံတစ်ခုဆုံးရှုံးသွားလို့တောကဖြစ်တယ်ဆွေတဲ့မျိုးတွေကနော်မိမိတို့ခင်မင်ရတဲ့ပုဂ္ဂိုလ်တူဒုက္ခရောက်လို့ဆုံးမသွားလို့တောကရောက်ရတယ်ဆိုတဲ့အခါမှန်မှန်ကန်ကန်တွေးလိုက်လေဆုံးရှုံးရလေခြင်းလို့စဉ်းစားနေမယ်ဆိုရင်တောကပိုးလာအရာခတ်သိမ်းဟာတက်ရှိတက်မဲ့ဘယ်အရာမှမမြဲဘူးအလုံးဟာဒီနေ့ကိုသိဆုံးကြရတာပဲဘဝဆိုတာကံပေးသမျှနေရတာဒုက္ခနဲ့သူပဲလို့တွေးကြည့်လိုက်ပါအခုတွေးအခုတက်တာပါအဲ့ဒါလို့မတွေးလို့ရှိရင်မတက်တာဒါစိတ်ပူပန်မှုချွတ်ချတဲ့နေ့တစ်ခုကိုယ်မှာတန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုပျောက်သွားတယ်ဖြစ်ရလေခြင်းလို့စိတ်ထဲမှာယူကျုံမရဖြစ်နေလို့ရှင်တောကနေစိတ်ပူပန်မှုတွေများလာအဲ့ဒါလို့မတွေးပဲနဲ့ဟိုဘဝဆိုတာဒီပစ္စည်းကိုငါပိုင်တယ်ဆိုတာတခဏပစ္စည်းသင်္ခါရလူသင်္ခါရငါကရင်လည်းပစ္စည်းဆွန့်လိုက်ရတာပဲပစ္စည်းကတော့လည်းငါ့ကိုဆွန့်သွားတာပဲဘယ်အရာမှမမြဲဘူးလို့မြတ်စွာဘုရားဟောထားတာပဲမမြဲတဲ့နောက်မှာတောကဖြစ်နေလို့အပူပဲလို့စဉ်းစားလိုက်တာနဲ့ပူပန်မှုကပျောက်ဒါမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲဒီနည်းကိုဟောတာဘုရားသုံးတဲ့စကားလုံးနဲ့ပြောရမယ်ဆိုရင်ယံကိစီဘူတံသင်္ခတံဘာလောကဓမ္မတံဝတ္တမာပလုဇီတိနေတံဌာနံဝိသတိမြတ်စွာဘုရားဟောအကြောင်းတရားတွေကစုပေါင်းပြီးတော့ဖန်တီးထားတဲ့အရာတစ်ခုမပြတ်ရအောင်မပြောက်ရအောင်ဘယ်သူတတ်နိုင်ပါလဲတဲ့ဘယ်သူကမတတ်နိုင်မဖြစ်နိုင်ဘူးကံကုဋ္ဌထလဘဒီအခြေအနေမျိုးကိုငါမှဘာလုပ်နိုင်ပါလဲမတတ်နိုင်ပါဗမာတွေလည်းပြောတယ်ရှိတယ်ဗမာလိုကံကုဋ္ဌထလဘဆိုဘာတတ်နိုင်ပါလဲနော်မတတ်နိုင်မတတ်နိုင်တာကိုမတတ်နိုင်တဲ့သဘောကိုဆင်ញင်စဉ်းစားလိုက်ရင်တောကရော့သွားတာဒီလိုဆိုလိုတာပေါ့နော်ဒါကတည်ငါအားဖြင့်ပြည်ငြိမ်းမှုအတွက်ဆိုင်ရာအကြောင်းလေးတစ်ခုနဲ့ဖြည့်ရှင်းတဲ့နည်းစနစ်ကိုပြောခုနထာဝရဖြည့်ရှင်းခြင်းပြီဆိုရင်တော့သီလကစပြီးတဲ့အခါမှာသီလဝိတ္တုဖြစ်ပြီးစိတ်ဒီကိုချင်းတရားကောင်းလာပြီဆိုဒီကိုချင်းတရားကောင်းတာဘာအတွက်လဲလို့ဆိုရင်သီလဝိတ္တုဒီစိတ်တဝိတ္တုဖြစ်ဖို့အတွက်ပဲသီလဝိတ္တုမှမရှိဘဲနဲ့စိတ်တဝိတ္တုဖြစ်ဖို့ဆိုတာအခြေအနေမပေးဘူးသီလရဲ့အခြေအနေကိုကြည့်လိုက်ကိုယ်တိုင်ကိုချင်းသီလနဲ့ပြေဝတဲ့ပုဂ္ဂိုလ်ကိုသီလကိုဆင်ញင်ကြည့်လိုက်တဲ့အခါဘာဖြစ်စိတ်ထဲမှာနှလုံးမသားမယာမဖြစ်ဘူးကြည်နူးတယ်စိတ်ထဲမှာဝမ်းသာအဝိပတိတာရစိတ်ဆင်းရဲတာမဖြစ်ဘူးငါးပါးသီလလုံလို့ငါးပါးသီလလုံတယ်လို့တွေးလိုက်တာနဲ့စိတ်ဆင်းရဲမှုဆိုတာမဖြစ်ဘူးစိတ်နှလုံးဟာကြည်သာနေတယ်အဲ့ဒီစိတ်နှလုံးကြည်သာမှုသည်ပံပေါင်းစဝမ်းမြောက်ဖို့ပဲဝမ်းမြောက်မှုဖြစ်စေပံပေါင်းစဝမ်းမြောက်မှုကပီတိလို့ဆိုတဲ့နှစ်သက်ကျေနပ်မှုကိုဖြစ်စေပီတိဆိုတဲ့နှစ်သက်ကျေနပ်မှုကပတ္တတိလို့ခေါ်တဲ့ကိုယ်စိတ်ငြိမ်းချမ်းမှုကိုဖြစ်စေပတ္တတိဆိုတဲ့ကိုယ်စိတ်ငြိမ်းချမ်းမှုသည်ဒုက္ခလို့ခေါ်တဲ့ချမ်းသာကိုဖြစ်စေဒုက္ခလို့ဆိုတဲ့ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုရလာလို့ရှင်စိတ်တည်ငြိမ်မှုလို့ဆိုတဲ့တမာရီကိုဖြစ်စေတယ်စိတ်တဝိတ္တုဆိုတာတမာရီကိုပြောတာစိတ်ကလေးငြိမ်းလာတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာချမ်းသာမှာမချမ်းသာဘူးဆိုစိတ်မငြိမ်ဘူးလေမကောင်းမှုဒုစရိုက်တွေလှုပ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာပူပန်နေရသည့်အတွက်ကြောင့်ခုနပြောတာတွေဆုံးရှုံးတယ်ပြန်တွေးလိုက်တိုင်းစိတ်မချမ်းသာဖြစ်တယ်စိတ်မချမ်းသာဖြစ်သည့်အတွက်ကြောင့်ဝမ်းမြောက်မှုဆိုတာကင်းမဲ့တယ်ဝမ်းမြောက်မှုမရှိလို့ပီတိဆိုတာမလာဘူးပီတိမလာလို့ပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုတွေမဖြစ်ဘူးငြိမ်းချမ်းမှုမဖြစ်သည့်အတွက်ကြောင့်ဒုက္ခကိုချမ်းသာမှုစိတ်ချမ်းသာမှုမရှိဘူးစိတ်မှမချမ်းသာတဲ့ပုဂ္ဂိုလ်တရားဟာစိတ်တည်ငြိမ်မှုဆိုတဲ့တမာတိဘယ်မှာဖြစ်မလဲဒီအိဗယ်ပြောဒါကြောင့်မို့လို့သီလဒီထက်ဆက်သွယ်သွားပဋိစ္စသမုပ္ပါလို့ပဲသူကလည်းဆက်သွယ်မှုတွေရှိတယ်လို့ဒီလိုပြောတာနော်ဆက်သွယ်နေတာ
ဒါကြောင့်မို့လို့မဂ္ဂင်၈ပါးထဲမှာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့ကိုချင်းသီလဘယ်ကိုဥတည်သွားတာလဲဆိုတမာတိကိုဥတည်သွားတမာတိရသွားပြီဆိုလို့ရှိရင်စိတ်တဝိတ္တုဆိုတာဖြစ်လာတယ်ပေါ့စိတ်ကလေးစင်ကြယ်တယ်လို့ပြောတာဟာစိတ်တည်ငြိမ်မှုကိုပြောတာစိတ်တဝိတ္တုဆိုတာတမာတိကိုပြောတာတဲ့ကဲတမာတိကဘယ်နှမျိုးရှိတုံးလို့ဆိုရင်စာပေကျမ်းကအများစုမှာပြောလို့ရှိရင်တမာတိကို2မျိုးပဲပြောတယ်ဥပ္ပစာရတမာတိနဲ့အပ္ပနာတမာတိအပ္ပနာတမာတိဆိုတာအတူချုပ်ပြောရလို့ရှိရင်စံတရားရထားတဲ့အခါမှာအာယုန်နဲ့စိတ်ကိုညှိမြုပ်ထားနိုင်တဲ့တမာတိမျိုးဖြစ်လို့အပ္ပနာတမာတိသန္နတမာတိလက်စိတ်ဖို့စိတ်ရလာလို့ရှိရင်လည်းပဲအာယုန်နိဗ္ဗာန်ဆိုတဲ့အာယုန်ထဲမှာစိတ်ဟာမြုပ်သွားလို့မြုပ်ထားလို့အပ္ပနာတမာတိလို့ခေါ်တယ်အဲ့ဒီသံတို့မဖို့တို့တဲ့အနိကမှာရှိတဲ့တမာတိမျိုးကြတော့ဥပ္ပစာရတမာတိလို့ခေါ်တယ်အဲ့ဒီတမာတိ2မျိုးလုံးကိုစိတ်တဝိတ္တုလို့ဒီလိုပြောတာဒါကဝိပဿနာကျင့်စဉ်နဲ့မဆိုင်မဲနဲ့အောင်မြင်တဲ့အဓိပ္ပာယ်နဲ့ပြောတဲ့စကားလုံးဥပ္ပစာရတမာတိအပ္ပနာတမာတိ2မျိုးသည်စိတ်တဝိတ္တုအဲ့ဒီထဲမှာနောက်ထပ်ထပ်ဖြည့်မယ်ဆိုလို့ရှိရင်ဘာဖြစ်ရမလို့ဆိုခဏိကတမာတိလို့ခေါ်တယ်ခဏိကတမာတိဆိုတာဝိပဿနာနဲ့ပတ်သက်လာတဲ့ဖြစ်ပေါ်လာတဲ့တမာတိတရားကိုပြောအနိစ္စလက္ခဏာကိုဖြစ်ခိုက်ကလေးကိုရှုပြီးတော့ရှုတဲ့အခိုက်ကလေးမှာတည်ငြိမ်သွားတဲ့တမာတိချုပ်ခိုက်ကလေးမှာရှုတဲ့အခိုက်လေးမှာတည်ငြိမ်သွားတဲ့တမာတိဖြစ်တိုင်းဖြစ်တိုင်းချုပ်တိုင်းချုပ်တိုင်းရှုနိုင်သွားပြီဆိုလို့ရှိရင်ဖြစ်ခိုက်ကလေးမှာဖြစ်လိုက်တယ်ချုပ်ခိုက်ကလေးမှာဖြစ်လိုက်တယ်ဖြစ်တိုင်းဖြစ်တိုင်းချုပ်တိုင်းချုပ်တိုင်းဒီတမာတိလေးကစင်စစ်မပြတ်ဖြစ်သွားပြီဆိုလို့ရှိရင်ဒါခဏိကတမာတိလို့ခေါ်တယ်ခဏကလေးတစ်ခါတည်းဖြစ်တဲ့တမာတိကိုခဏိကတမာတိခေါ်တာမဟုတ်ဘူးနော်အင်အားရှိလာတယ်ဆိုစင်စစ်မပြတ်မမြဲတဲ့သဘောတွေကိုဆင်ញင်စဉ်းစားတဲ့အခါမှာဖြစ်ခိုက်ကလေးကိုလည်းတီးဖို့အတွက်စိတ်ကလေးဟာငြိမ်သွားတယ်ချုပ်ခိုက်ကလေးဆိုတဲ့အာယုံလေးပေါ်မှာလည်းစိတ်လေးကငြိမ်သွားတယ်ဖြစ်ခိုက်ချုပ်ခိုက်တိမ့်တန်းကြရေထိအောင်ဒီတမာတိကဇက်တိုက်ဖြစ်နေတယ်ဆိုရင်သူကလည်းအင်အားကောင်းတဲ့တမာတိတစ်မျိုးဖြစ်လာတယ်လို့ဒီလိုပြောအဲ့ဒီခဏိကတမာတိဟာနာဟိခဏိကတမာတိဝိနာဝိပဿနာနာမတံဘဝတိတဲ့ခဏိကတမာတိမပါဘဲနဲ့ဝိပဿနာမဖြစ်ဘူးဆိုတော့ခဏိကတမာတိဆိုတာဝိပဿနာတမာတိကိုပြောတာလို့ပြောရင်လည်းရတယ်နော်အပ္ပနာတမာတိဥပ္ပစာရတမာတိတို့ဆိုတာကသမထတမာတိတွေကိုပြောတာသမထကျင့်စဉ်ကရတဲ့တမာတိတွေကိုပြောအပ္ပနာတမာဥပ္ပစာရတမာတိနဲ့အပ္ပနာတမာတိကသမထကျင့်စဉ်နဲ့သက်ဆိုင်ခဏိကတမာတိဆိုတာဝိပဿနာနဲ့သက်ဆိုင်တယ်ဝိပဿနာဉာဏ်နဲ့ရှင်တွဲလာတဲ့ဒီတမာတိဟာဒလဆက်ရှုမှတ်နိုင်လာပြီဆိုတဲ့အခါမှာသူကအင်အားတွေကောင်းလာစင်စစ်မပြတ်ဖြစ်ဟောစင်စစ်မပြတ်ဖြစ်သို့တော့ဖြစ်ခိုက်ကလေးတွေမှာဖြစ်တာဖြစ်သောကြောင့်အလုံးစုလိုက်တဲ့အခါစင်စစ်မပြတ်ဖြစ်နေတာဖြစ်သောကြောင့်အင်အားရှိတဲ့တမာတိတစ်မျိုးဖြစ်လာတယ်အဲ့ဒီခဏိကတမာတိမပါဘဲနဲ့ဝိပဿနာမဖြစ်ဘူးတဲ့ဝိပဿနာဖြစ်နေရင်လည်းပဲခဏိကတမာတိနဲ့တွားနေတာလို့ဒီလိုမှအဲ့တော့ခဏိကတမာတိရရင်လည်းစိတ်တဝိတ္တုဖြစ်တယ်လို့ဒီလိုဆိုလိုတာပေါ့အဲ့တော့သီလဝိတ္တုစိတ်တဝိတ္တုဒီတစ်ခုရလာပြီဆိုတဲ့အခါကျတော့မှကိုယ့်ကိုယ်ဆင်ញင်သုံးသပ်ရတယ်ကိုယ်ခန္ဓာကိုယ်ကြီးကိုဆင်ញင်သုံးသပ်တယ်ဒီအဆင့်ကိုရောက်မှာနော်ကိုယ်ခန္ဓာကိုယ်ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လူတိုင်းကိုယ့်ကိုယ်ကြည့်လိုက်ကြည့်တဲ့အခါရုပ်ခန္ဓာကိုယ်ကြီးရှိတယ်မဟာဘုတ်၄ပါးနဲ့ကြည်ဆောက်ထားတဲ့ရုပ်ခန္ဓာကိုယ်မဟာဘုတ်၄ပါးနဲ့တည်ဆောက်ထားတဲ့ရုပ်ခန္ဓာကိုယ်ကြီးမဟာဘုတ်၄ပါးဆိုတာသဘာဝကိုပြောမယ်ဆိုလို့ရှိရင်နော်ပထဝီဆိုတာမာသဘောပြောသဘောလို့သဘာဝနဲ့ပြောကြတယ်ဒီဆိုအာဘောဆိုတာယူစည်းတဲ့သဘောဖွဲ့စည်းတဲ့သဘောသဘာဝနဲ့ပြောရင်ဒီဇောဆိုတာပူတဲ့သဘောအေးတဲ့သဘော
ဝါယောဆိုတာလှုပ်ရှားတဲ့သဘောတွန်းကန်တဲ့သဘောလို့ဒါကသဘာဝနဲ့ပြောတာတခါတရံကြတော့အရှိနဲ့ပြောလို့လည်းရမြတ်စွာဘုရားထိုသုတ်တန်တွေမှာဟောတဲ့အခါကျဒီခန္ဓာကိုယ်ကြီးဟာမဟာဘုတ်၄ပါးနဲ့တည်ဆောက်ထားတယ်လို့ဆိုတဲ့စကားအရအရှိနဲ့ပြောလို့ရှိရင်ကိုယ့်ကိုစဉ်းစားကြည့်ကိုယ်ခန္ဓာကိုယ်မှာဘာတွေရှိတုံးဆိုအယိုးတွေရှိတယ်နော်အယိုးတွေနဲ့တည်ဆောက်ထားတာမှန်တယ်ခန္ဓာကိုယ်ရဲ့ဒီစကယ်တန်ကြီးပေါ့ပရိန်ကြီးကအယိုးတွေကြီးပဲပေါ့ဥခေါင်းကနေစပြီးတော့ခြေပြားထိချိအယိုးအားလုံးမြင်မှုလိုက်မယ်အယိုးစုကြီးတွေနော်ကိုယ့်ကိုယ်လည်းအဲ့ဒါကြည့်ပေးပေါ့အယိုးစုကြီးအဲ့ဒီလိုအတုံးအခဲတွေအဲ့ဒီအယိုးစုကြီးပေါ်မှာအသားတွေကြွက်သားတွေနော်ဒီနှလုံးတို့ကြောက်ကတ်တို့အသေးတို့ဥသိဥမတို့ဆိုတဲ့ဒီအတုံးအခဲတွေဒါတွေကတစုဒါတွေကိုပထဝီလို့ခေါ်တာပဲဓာတ်ကြီးလေးပါးနဲ့တိဆောက်တာနောက်ဒီထဲမှာအရည်တွေရှိတယ်ဟုတ်လားမျက်ရည်ရှိတယ်သွေးတွေရှိတယ်ဟောအရည်သဘောတွေဒါကိုအာဘောလို့ခေါ်တာပဲနောက်ပူတဲ့သဘောအေးတဲ့သဘောအပူတွေအေးတွေခန္ဓာကိုယ်မှာကိုယ်ငွေ့တွေရှိတယ်အစာတွေကျဉ်ညက်သွားလောက်အောင်ပူတဲ့အပူရှိတယ်ခန္ဓာကိုယ်ကြီးတစ်ဖြည်းဖြည်းရင့်လာအောင်ပိုးလာအောင်ပူတဲ့အပူတွေရှိတယ်အဲ့ဒီအပူတွေမှန်သမျှကိုသေသောလို့ခေါ်တယ်နေ့စဉ်နဲ့ညအသက်ရှူသွင်းထုတ်နေတဲ့လေတွေရှိတယ်တခြားလေတွေလည်းရှိတယ်အဲ့ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့လေတွေအားလုံးကိုဝါယောလို့ခေါ်တယ်ပေါင်းလိုက်တဲ့အခါကျမြတ်စွာဘုရားကသာတုမဟာဘူတိကောအယံကာယောတဲ့ဒီခန္ဓာကိုယ်ကြီးဟာဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတာလို့ဆိုတာဒါပြောတာကိုယ့်ကိုဆင်ញင်စဉ်းစားကြည့်လို့ရှိရင်အဲ့ဒီခန္ဓာကိုယ်ကြီးဟာဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတယ်ဒီဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးကိုတာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေအနေနဲ့ကြည့်လိုက်မှဆိုရင်တာမန်အနေနဲ့ကလည်းကြည့်မိခင်ရဲ့ဝမ်းထဲမှာကလလရေကြီးဆိုတာလေးကစအမှန်တမ်းသိငယ်တဲ့အဆက်အပြောက်ကလေးတဲမှာတရေတီးပြီးတော့စကလလရေကြီးကနေပြီးတော့နော်အမြုပ်ကနေပြီးတော့သားတစ်ကနေပြီးတော့အမအခုလုံးပြီးတော့မှခက်မှ9ပြားဆိုတာတဖြည်းဖြည်းပုံတရံပေါ်လာဆိုလိုတာကခန္ဓာကိုယ်ကြီးဖြစ်ပေါ်နေတာကိုလည်းပဲလူတွေသိကြတယ်ဆရာဝန်တွေဆိုရင်တော့ပိုသိတာပေါ့နော်လက်တွေ့သင်ကြားနေရတဲ့အခါမှာပိုသိတာမန်ပုဂ္ဂိုလ်တွေလည်းပဲအမှတ်တမဲ့နေရင်သာမသိတာပါလူရဲ့ခန္ဓာကိုယ်ကြီးဟာရှုပ်ခန္ဓာကိုယ်ကြီးကကြည့်သေးလေးကနေပြီးတော့တဖြည်းဖြည်းကြီးလာတဖြည်းဖြည်းကြီးလာစတင်ဖြစ်လာတာကိုအာစယလို့ခေါ်တယ်အာစယအပစယပါစယဆက်လက်ပြီးတော့ဖြစ်နေမွေးဖွားလာတဲ့နောက်ကြလဲကြည့်မွေးလာတော့ကသေးသေးလေးရဲ့ခမင်းမုံငါတေးစာတွေစားပြီးတော့ကြီးလာလိုက်တာဟောဒါယုတ်ခန္ဓာကိုယ်ကြီးရဲ့သဘောနောက်ဆုံးကြတော့ဘာဖြစ်လဲဆိုဒီယုတ်ခန္ဓာကိုယ်ကြီးသေလို့ရေပြုတ်ပလိုက်ရတယ်မိတကြိုလိုက်ရတယ်ဟောဒါလည်းတွေ့ကြတယ်အဲ့တော့တမ္မန်ပုထုဇဉ်ပုဂ္ဂိုလ်တွေအနေနဲ့ဒီယုတ်ပိုင်းဆိုင်ရာကြီးရဲ့ဖြစ်လာတာကိုလည်းပဲမြင်လို့ရတယ်နောက်ဆုံးပြတ်သွားပြီးတော့မြေမြုပ်တင်းညိုလိုက်ရလို့ပျက်စီးသွားတဲ့အနေအထားမျိုးတွေလည်းမြင်နေရတော့ဒီယုတ်ခန္ဓာကိုယ်ကြီးကိုမမြဲဘူးလို့ပြောဖို့ရအမှန်တမ်းလွယ်ဒီယုတ်ခန္ဓာကိုယ်ကြီးပေါ်မှာတွေ့တာမှုတွေနော်ကိပြတ်ဖို့ဆိုတာဖြစ်နိုင်အမှန်တမ်းဟုတ်မစင်စားမဆင်ခြင်ရင်သာလူတွေကတကယ်စဉ်းစားဆင်ခြင်ကြည့်မယ်ဆိုတော့ဖြစ်လာတာလည်းသိရတယ်ပျက်စီးသွားတာလည်းမြင်နေရတယ်မျက်စိနဲ့တည်းပဲမြင်နိုင်တာဖြစ်သောကြောင့်ဒီယုတ်ခန္ဓာကိုယ်ကြီးရဲ့မမြဲမှုသဘောတွေဟာအတ္တမထင်ရှားတယ်ဒီလိုဆိုလိုတာနော်ဒီအတုတ္တဝါတုတ်တံကမြတ်စွာဘုရားဒီလိုဟောတယ်ဒီယုတ်ခန္ဓာကိုယ်ကြီးပေါ်မှာညှင်းငွေ့လာကြတဖြည်းဖြည်းနဲ့ကြီးလာပြီးတဖြည်းဖြည်းနဲ့အိုသွားတယ်နော်တဖြည်းဖြည်းနဲ့အိုသွားပြီးနောက်ဆုံးမှသေဆုံးသွားတယ်ပြစ်လိုက်ရတယ်ဟောဒါတွေကိုကြည့်ပြီးဒီယုတ်ခန္ဓာကိုယ်ကြီးပေါ်မှာညှင်းငွေ့ဖို့တွေ့တာမှုတွေကင်းပြတ်ဖို့ဖြစ်ဖို့လွယ်တယ်ဒါဖြင့်
ဖြစ်ဖို့ခက်နေတာကဘာတော့လို့ဆိုလို့ရှိရင်အသိစိတ်ကလေးပေါ်မှာကြတော့လူတွေကဖြစ်တာပြက်တာကိုမမြင်နိုင်ကြဘူးမမြင်နိုင်သည့်အတွက်ကြောင့်အသိစိတ်ကလေးနဲ့ပတ်သက်လာတဲ့အခါကျတော့တွေ့တာမှုတွေအလွန်ကြီးတယ်မငြင်းငွေ့နိုင်ကြဘူးဟုတ်တယ်လူတွေကရုပ်ပေါ်တာငြင်းငွေ့တာစိတ်ပေါ်ကြတော့မငြင်းငွေ့မငြင်းငွေ့လို့ရေပေါ်ရာအပြင်ပြောမယ်ဆိုလို့ရှိရင်လူတွေမှာသေသွားလို့ရှိရင်ဒီဝိညာဉ်ကောင်လေးအသိစိတ်လေးတို့ဟာမျိုးဝိညာဉ်ကောင်လေးဟာဒီခန္ဓာကိုယ်ထဲကထွက်သွားပြီးတော့နောက်ဘဝဝင်စားတယ်လို့တောင်ယူဆကြတယ်လေသာဝရမြဲတဲ့အရာလို့ဒီလိုထင်ကြတာဒါအများထင်တာကိုမြတ်စွာဘုရားပြောအဲ့ဒီစိတ်လေးပေါ်မှာညှင်းငွေ့တာကိုမညှင်းငွေ့နိုင်ကြဘူးတဲ့တတ္တဝါတွေဟာတွေ့တာမှုတွေအားကြီးကြတယ်လူတွေဟာကိုယ်စိတ်ကိုပြောကြတယ်ငါစိတ်ဟောဒီလိုတွေ့တာမှုတွေအားကြီးပြီးတော့စိတ်လေးကအိုသွားတာလည်းမရှိဘူးနော်စိတ်လေးမှာရုပ်တရမရှိသည့်အတွက်ကြောင့်ခေါင်းဖြူတာလည်းမတွေ့ရသွားကျိုးတာလည်းမရှိဘူးဒါကြောင့်မို့လို့စိတ်ကလေးပေါ်မှာမငြင်းငွေ့ကြဘူးသို့တော့ဒီနှစ်ခုကိုရှင်ကြည့်လိုက်ရုပ်ခန္ဓာကိုယ်နဲ့စိတ်နဲ့ဒီနှစ်ခုကိုရှင်ကြည့်လိုက်မယ်ဆိုရင်ဘယ်သူကကြာကြာရှိတယ်ဆိုတော့ရုပ်ခန္ဓာကြီးကကြာကြာရှိတယ်ကြည့်လေလူတွေဟာမွေးဖွားလာပြီးတဲ့အခါမှာတချို့ကအသက်80 90 100ထိအောင်နေလို့ရသူ့ကိုနှစ်ပေါင်းများကြီးတွေ့နေရရုပ်ခန္ဓာကိုယ်ကြီးကရှိတယ်ရုပ်ခန္ဓာကိုယ်ကြီးကရှိနေသည့်အတွက်ကြောင့်ဒီစိတ်ကလေးကြတော့အဲ့ဒါတော့ရှိတာမဟုတ်ဘူးစိတ်ဆိုတာအခုဖြစ်ရင်အခုပြတ်သွားတယ်အခုဖြစ်ပြီးတော့အခုပြတ်သွားအဲ့တော့မြတ်စွာဘုရားကပြောတယ်ရုပ်ခန္ဓာကိုယ်ကြီးပေါ်မှာတွေ့တာရင်တွေ့တာမယ်ဆိုရင်တော်သေးတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ရုပ်ခန္ဓာကိုယ်ကြီးက10နှစ်အနှစ်20အနှစ်30အနှစ်40အနှစ်50 60 100တွေ့နေရတယ်စိတ်ကလေးကြတော့အဲ့ဒါလောက်တောင်တွေ့တာမဟုတ်ဘူးတဲ့အခုဖြစ်ပြီးအခုပြတ်သွားနေ့အခါမှာဖြစ်တဲ့စိတ်ကညပါမလာဘူးညဖြစ်တဲ့စိတ်ကနေ့ပါမလာဘူးဟောဘာနဲ့ဥပမာတူတော့ဆိုရင်စိတ်ဟာမြောက်နဲ့အလားတန်တူတယ်မြောက်ဆိုတဲ့ကောင်ကတစ်ပင်ပေါ်မှာရောက်လို့ရှိရင်အငြိမ်မနေဘူးဒီတစ်ကိုင်းလှမ်းကိုင်းလိုက်ဟိုတစ်ကိုင်းဆွဲလိုက်ဒီတစ်ကိုင်းလွတ်လိုက်နဲ့တစ်ကိုင်းတစ်ခုလွတ်လိုက်နောက်တစ်ကိုင်းတစ်ခုဆွဲကိုင်းလိုက်နဲ့ဒီလိုတနေ့ကုန်ရောက်ရခတ်နေတဲ့သရဝါတကောင်အဲ့ဒါမျိုးလိုပဲစိတ်ဟာလည်းပဲဒီတိုင်းပဲတဲ့ဒီအာယုံတစ်ခုကိုလှမ်းကိုင်းလိုက်နောက်အာယုံတစ်ခုကိုပြောင်းလိုက်ဒီအာယုံတစ်ခုကိုလွတ်လိုက်နောက်အာယုံတစ်ခုကိုပြောင်းလိုက်နဲ့မြင်တဲ့အာယုံနောက်လိုက်လိုက်ကြားတဲ့အာယုံနောက်လိုက်လိုက်အနံ့ရတဲ့အာယုံနောက်လိုက်လိုက်အရသာအာယုံနောက်လိုက်လိုက်နဲ့စိတ်တွေအမျိုးမျိုးပြောင်းလဲပြီးတော့အခုတစ်မျိုးအခုတစ်မျိုးဖြစ်နေတဲ့စိတ်တွေတဲ့အဲ့ဒီသဘောကိုကြည့်မယ်ဆိုလို့ရှိရင်စိတ်ဟာဘယ်လိုမှဒီကြာရှည်တဲ့အရာမဟုတ်သည့်အတွက်ကြောင့်စိတ်ကိုငါရဲ့အတ္တသာဝရလို့မဆွဲလန်းနိုင်ဘူးတဲ့ဒီအချက်ကိုကြည့်မယ်ဆိုလို့ရှိရင်လုံးဝကိုဆွဲလန်းနိုင်တဲ့အရာမဟုတ်ဘူးလို့ဒီလိုဆင်ញင်သုံးသပ်မှုကိုပြောတာအဲ့ဒါလို့ရှင်းရှင်းလင်းလင်းကြီးမြင်လာအောင်မြတ်စွာဘုရားကဘာကိုနှလုံးသွင်းရမလဲစိတ်နဲ့ယုံနဲ့ကွဲကွဲပြားပြားသိလာပြီးတဲ့နောက်မှာအကြောင်းတရားတွေကိုဆင်ញင်သုံးသပ်ပေးဖို့ပဋိစ္စသမုပ္ပါဒ်ကိုမြတ်စွာဘုရားဆင်ញင်သုံးသပ်ပါတဲ့ဒါကဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တဲ့အခါမှာသီလဝိတ္တုတိစိတ်တဝိတ္တုတိပြီးတဲ့အခါမှာယုံနဲ့နံကွဲတာကနာမရူပပရိစ္ဆေဒဒိဋ္ဌိဝိတ္တုတိလို့ခေါ်တယ်ဒိဋ္ဌိဝိတ္တုတိပြီးတဲ့အခါအကြောင်းတရားအကျိုးတရားကိုဆင်ញင်နိုင်တဲ့အကြောင်းတရားတွေကိုသိနိုင်တဲ့ပစ္စယပရိက္ခအဲ့ဒီညာရလာမှကင်္ခာဝိကရဏဝိတ္တုတိလို့ဆိုတဲ့တန်တရားတွေကိုကင်းရှင်းသွားစေနိုင်တဲ့စင်ကြယ်မှုမျိုးရလာနိုင်အဲ့ဒါကိုရဖို့ရအတွက်ပဋိစ္စသမုပ္ပါဒ်ကိုဆင်ញင်စဉ်းစားပါတဲ့ကဲပဋိစ္စသမုပ္ပါဒ်ကိုဆင်ញင်စဉ်းစားတယ်ဆိုပဋိစ္စသမုပ္ပါဒ်ဆိုတာခက်တယ်တပည့်တော်တို့ဆင်ញင်စဉ်းစားဖို့အမှန်တမ်းခက်တယ်ဆိုလို့ရှိရင်ပဋိစ္စသမုပ္ပါဒ်ကိုအလွယ်တကူသဘောပေါက်နိုင်တဲ့နည်းလေးနဲ့
မြတ်စွာဘုရားဟောထားတာရှိတယ်အကြောင်း၄ကြောင်းကိုအရင်မှတ်ရနော်ဣမသမိန်တတိဣရံဟောတိနံပါတ်1ကဒီအကြောင်းတရားရှိလို့ဒီအကျိုးတရားရှိဒါရှိလို့ဒါရှိတယ်ပေါ့တမန်ပြန်မယ်ဆိုရင်ဒါရှိနေဒါရှိကဲစဉ်းစားကြည့်တစ်ပင်ရှိနေလို့ရှိရင်တစ်ပင်ရိပ်ဆိုတာရှိတစ်ပင်ကိုခုတ်ပြလိုက်ရင်တစ်ပင်ရိပ်ဟာရှိပါအောင်မရှိဘူးတစ်ပင်ရှိနေရင်တစ်ပင်ရိပ်ရှိမှာအခုကြည့်တရားစစ်မီးရှိနေသမျှကာလပတ်လုံးအလင်းရောင်ရှိတရားစစ်မီးမရှိတော့ဘူးဆိုရင်အလင်းရောင်လည်းမရှိတော့ဒါရှိလို့ဒါရှိတယ်ဆိုတာကြည့်အကြောင်းပေါ်မှာယက်တည်နေရပုံကိုစဉ်းစားကြည့်ပါဘုန်းကြီးတို့တရားနာပရိသတ်တွေအခုလိုငြိမ်ငြိမ်နဲ့ထိုင်းနေနိုင်တာဘာဖြစ်လို့လဲအောက်ကချမ်းရှိလို့ချမ်းရှိဘူးဆိုရင်အောက်ငင်မြေမှာထိုင်းနေလို့မှမရဘူးလေဒါရှိလို့ဒါရှိတယ်ဆိုတဲ့သဘောဟာဒါပရိစ္ဆေသမုပ္ပါဒ်ကိုအတူတူပြောတဲ့ဟာအကြောင်းတရားရှိနေသည့်အတွက်ကြောင့်အကျိုးတရားရှိနေဣမတ္တဥပ္ပါဒာဣဒံဥပ္ပစ္စတိဒီအကြောင်းတရားဖြစ်ပေါ်နေခြင်းကြောင့်ဒီအကျိုးတရားဖြစ်ပေါ်နေဆိုပါတော့တရားစစ်မီးရှိနေခြင်းကြောင့်အလင်းရောင်ဟာဖြစ်ပေါ်နေတရားစစ်မီးဖြစ်လာခြင်းကြောင့်အလင်းရောင်ဟာဖြစ်ပေါ်နေတယ်ဣမသမိန်အတတိဣဒံတာဟောတိဒါမရှိတော့ရင်ဟိုဟာလည်းမရှိတော့တရားစစ်မီးမရှိတော့ရင်အလင်းဆိုတာမရှိတော့နေမရှိတော့ရင်အလင်းဆိုတာမရှိတော့ဟောဒီလိုဆိုလို့ဣမတ္တနိရောဓဣဒံနိရုစတိဒါချုပ်သွားလို့ရှိရင်ဟိုဟာလည်းချုပ်ဟောတရားစစ်မီးပြတ်တောက်သွားတယ်ဆိုရင်အလင်းရောင်မှပြတ်တောက်သွားတယ်ဒီသဘောကိုပြောတာနော်အကြောင်းနဲ့အကျိုးဆိုတာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့မိတွဲနေရတဲ့သဘောကိုပြောပြပရိစ္ဆေသမုပ္ပါဒ်ဆိုတာချင်းညို့အဖြစ်ဒါပဲဒီအကြောင်း၄ခုနဲ့ပြောတာနော်အဲ့တော့ကိုယ့်ကိုယ်ဆင်ញင်စဉ်းစားကြည့်ဖို့ပရိစ္ဆေသမုပ္ပါဒ်နဲ့ဆင်ញင်စဉ်းစားကြည့်ဖို့မြတ်စွာဘုရားဒီလိုဟောတာပရိစ္ဆေသမုပ္ပါဒ်အပြည့်စုံအလုံးကိုသိနေတာအဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏအဖြစ်ဘက်ကတည်းအချုပ်ဘက်ကကြည့်တဲ့အခါကျတော့အဝိဇ္ဇာချုပ်ငိမ့်သွားလို့ရှိရင်သင်္ခါရချုပ်ငိမ့်သွားတယ်ဆိုချုပ်ဘက်ကနေပြောတာဒါရှိလို့ဒါဖြစ်လို့ဟိုဟာဖြစ်ရတယ်ဆိုတာအဖြစ်ဘက်ကဒါမရှိတော့ရင်ဟိုဟာမရှိတော့ဘူးဆိုတာချုပ်ပဲနော်ကဲပရိစ္ဆေသမုပ္ပါဒ်ကိုအရာစကားနဲ့နားလည်အောင်ရှုမြင်သုံးသပ်တတ်ဖို့ပြောရမယ်ဆိုလို့ရှိရင်အဝိဇ္ဇာဆိုတာဘာလဲလို့ဆိုစားလို့ပြီးလို့ပြောနေရင်ခက်နေလို့ဆိုတော့မခက်အောင်ဘယ်လိုပြောမလဲဆိုလုံးတဲ့နာနဲ့မလုံးတဲ့နာမသိတာအဝိဇ္ဇာနော်ဘဝမှာကိုယ့်ကိုယ်များလုံးတဲ့နာကိုလုံးတဲ့တယ်လို့မလုံးတဲ့နာကိုမလုံးတဲ့ဘူးလို့ဒီလိုသိတယ်လို့မအောင်မိတ်နော်လုံးတဲ့နာနဲ့မလုံးတဲ့နာကိုမသိဘူးမသိသည့်အတွက်ကြောင့်မလုံးတဲ့နာကိုလုံးတဲ့တယ်လို့ထင်တယ်လုံးတဲ့နာကြတော့မလုံးတဲ့ဘူးလို့ထင်တယ်ထင်သည့်အတွက်ကြောင့်လုံးတဲ့နာကိုမလုံးဖဲနေတယ်မလုံးတဲ့နာကြတော့လုံးပြီးတယ်ဆိုတာဖြစ်တယ်ပေါ့အဲ့ဒါဟာဘာလို့ဆိုအဝိဇ္ဇာစားလို့ပြောမယ်ဆိုရင်အမှန်တရား၄ခုကိုမသိတာအဝိဇ္ဇာဒုက္ခကိုမသိဘူးဒုက္ခဖြစ်ကြောင်းတရားကိုမသိဘူးဒုက္ခချုပ်ငြိမ်းမှုကိုမသိဘူးဒုက္ခချုပ်ငြိမ်းရာနိလန်းကိုမသိဘူးဆိုတာဒါမသိခြင်းလေးခုဒါကသိပညာရှုထောင့်ကနေပြောမယ်ဆိုရင်လူတယောက်ယောဂဖြစ်ယောဂကိုမသိဘူးဒုက္ခကိုမသိတာနဲ့ယောဂမသိတာအတူတူပဲဒီယောဂဘာကြောင့်ဖြစ်တယ်လို့မသိတာနဲ့ဒုက္ခသမုဒယကိုမသိတာအတူတူပဲဒီယောဂပျောက်မှုကိုမသိတာဒုက္ခនិရောဓမသိတာနဲ့အတူတူပဲပျောက်မဲ့ဆေးဝါးနိလန်းကိုမသိတာဒုက္ခនិရောဓဂါမိနိမသိတာနဲ့အတူတူပဲဒီလိုဆိုလိုတာနော်အင်တာမမြတ်စွာဘုရားဟောတဲ့တရားဟာလူသားတွေအတွက်အင်တာမရိုးရှင်းတယ်သို့တော့မြင်ဖို့ခက်တယ်ဘာဖြစ်လို့မမြင်လဲလို့ဆိုရင်ညာတော့အဖြစ်တတ္တဝါတွေဟာတတိတံစင်ညကင်းမဲ့နေလို့မမြင်တာအမှတ်တမဲ့နေတတ်တဲ့ဝါဒနာကြီးကရှိတယ်ငါဟာဆိုတဲ့အတွေးတွေလွှမ်းမိုးပြီးတော့အမှတ်တမဲ့နေအမှတ်တမဲ့နေသည့်အတွက်ကြောင့်ရိုးရှင်းနေတော့လဲခက်ခဲနေတတ်တယ်ပေါ့အေးကောင်းပြီတို့တွေဟာ
လွန်ခဲ့တဲ့ဘဝတုန်းကလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမသိခဲ့ကြဘူးမသိသည့်အတွက်မသိတော့ဘာဖြစ်လဲလှုပ်ပြီးလှုပ်ရလှုပ်တယ်ကောင်းတာလည်းလှုပ်တာပဲမကောင်းတာလည်းလှုပ်တယ်အဲ့တော့မသိတာကအဝိဇ္ဇာလှုပ်ပြီးလှုပ်ရလှုပ်တာသင်္ခါရဒီလိုဆိုတာနော်ဟုတ်ပြီလှုပ်လိုက်ရင်ရစဆိုတာလာတာပဲလေအကျိုးတစ်ခုကတော့ဖြစ်လာလှုပ်ပြီးလှုပ်ရလှုပ်လိုက်တယ်လှုပ်လိုက်တော့အကျိုးတစ်ခုပေါ်ထွက်လာတယ်သင်္ခါရပစ္စယဝိညာဏဘဝတစ်ခုစပြုတ်လာအသိစိတ်တွေတရေစိတ်လေးကစတရေစိတ်လေးစလိုက်တာနဲ့သူနဲ့တွဲဖက်လာတဲ့ယုတ်တိနာတွေပါလာတယ်ဝိညာဏပစ္စယနာမရူပံဟောယုတ်တိနာတွေယုတ်တိနာတွေကချီးထွားလာတဲ့အခါကျတော့ယုတ်နံတွေပါလာပြီဆိုတော့ယုတ်နံတွေကြီးထွားလာတဲ့အခါဘာတွေဖြစ်တုံးဆိုဆက်သွယ်ရေးအင်္ဂါရက်တွေပါလာနာမရူပပစ္စယတလာရဆက်သွယ်ရေးအင်္ဂါရက်ဘယ်နှခုရှိတုံးဆို6ခုရှိစာလုံးမမှတ်တတ်ရင်ကိုမြန်မာလိုပဲမှတ်မျက်လုံးရယ်နှာခေါင်းနားရယ်နှာခေါင်းရယ်လျှာရယ်နော်ကိုယ်ရယ်စိတ်မျက်စိနားနာလျှာကိုယ်စိတ်အဲ့ဒါကိုတလာယရဏလို့ခေါ်တယ်ယုံနံနေထဲမှာဘာပါလာတော့မျက်စိပါလာတယ်နားပါလာတယ်နှာခေါင်းပါလာတယ်လျှာပါလာတယ်ကိုယ်ပါလာတယ်စိတ်ပါဟောကဲမျက်စိပါလာတော့ဘာဖြစ်လဲမျက်စိပါလာတော့မြင်စရာအာယုန်နဲ့ဆက်သွယ်လာတယ်နားပါလာတော့အတန်နဲ့ဆက်သွယ်လာနှာခေါင်းပါတော့အနတ်နဲ့ဆက်သွယ်လျှာပါတော့အရသာနဲ့ဆက်သွယ်ခန္ဓာကိုယ်ပါလာတဲ့အခါကျတော့အထီးအတွေ့အာယုန်နဲ့ဆက်သွယ်စိတ်ပါလာတော့အတွေ့အာယုန်နဲ့ဆက်သွယ်လာတယ်ဟောပြင်မဲ့ကအာယုန်နဲ့ဆက်သွယ်လာတာပဲလေလူဆိုတာဒီတိုင်းပဲလေအဲ့ဒါကိုပြောတာဆက်သွယ်မှုရလာတာတလာယရဏပစ္စယဖတ်တော့အာယုန်နဲ့ထိတွေ့လာခဲ့တယ်မျက်စိနဲ့အဆင်းနားနဲ့အသံနော်လျှာနဲ့အရသာနှာခေါင်းနဲ့အနတ်လျှာနဲ့အရသာခန္ဓာကိုယ်နဲ့အထိအတွေ့အသိစိတ်နဲ့သိเสียအာယုံဒါတွေကဆက်သွယ်လာတဲ့အခါကျတော့ဘာဖြစ်လဲဆိုအာယုံနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေရခံစားမှုလို့ပြောရင်လည်းပြောအတွေ့အကြုံတွေရဝေဒနာဖတ်တပစ္စယဝေဒနာဒါကိုယ်စဉ်းစားကြည့်ပေါ့ဟုတ်မဟုတ်မျက်စိကမြင်လိုက်တဲ့အခါပြင်မဲ့အာယုံနဲ့ကိုယ်စိတ်နဲ့ဆက်သွယ်မိသွားဆက်သွယ်မိသွားတဲ့အခါမှာခံစားချက်လေးတွေပေါ်လာကောင်းတဲ့အာယုံလေးတွေ့လိုက်လို့ရှိရင်စိတ်ကပျော်သွားတယ်မကောင်းတဲ့အာယုံပေါ်လာလို့ရှိရင်စိတ်ကမပျော်ဘူးဟောစိတ်ထဲမှာခံစားမှုလေးတွေမတူညီတဲ့ခံစားမှုရိုးနေတဲ့အာယုံတွေ့ရင်လည်းဘာမှမဖြစ်ဘူးဟာကြုံနေကြအာယုံကြအဲ့တော့ပျော်သွားတယ်ဆိုတာသောမနတဒုက္ခဝေဒနာမပျော်ဘူးဆိုတာမကြိုက်ဘူးဆိုတာဒုက္ခဝေဒနာပျော်တာလည်းမဟုတ်ကြိုက်တာလည်းမဟုတ်ဘူးဆိုလို့ရှိရင်မကြိုက်တာလည်းမဟုတ်ဘူးဆိုရင်ဥပေက္ခဟောဖတ်တာပစ္စယဝေဒနာဆိုတာဖြစ်လာတာဒါလူတဘာဝတရားတွေမှန်သမျှဒီတိုင်းကြီးပဲအကုန်လူတွေတည်းမကဘူးတရားတွေလည်းဒီတိုင်းဒါကိုပြောတာပရိစ္ဆသမုပ္ပါကနော်တရေစိတ်လေးပေါ်လာတဲ့အခါယုတ်တိနံတွေရလာတယ်ယုတ်တိနံတွေရလာတဲ့အခါမှာဒီအာယုန်နဲ့ဆက်သွယ်တဲ့အင်္ဂါရက်တွေပါလာတယ်အင်္ဂါရက်6မျိုးပါလာတဲ့အခါဆက်သွယ်မှုတွေလှုပ်လာတယ်လှုပ်လာတဲ့အခါမှာအာယုန်ရဲ့ဒီအထီးအတွေ့အကြုံတွေရလာတယ်ကဲရလာတော့ဒီနေရာတွေရသလားလို့ဆိုတော့မရဘူးရလာတဲ့အခါမှာလူကဘာဖြစ်တယ်ဆိုတိုက်ထာလေးတွေးလို့ချင်းထပ်လို့ချင်းလားဖြားချင်းလာတယ်နောက်ထပ်အဲ့ဒါကိုတဏှာလို့ပြောတာဝေဒနာပစ္စယတဏှာစိုက်တဲ့အာယုံလေးကြထပ်လိုချင်လာတဲ့အခါဒီနေရာတွေရလာလို့ဆိုမရဘူးဝေဒနာတဏှာပစ္စယဥပါဒနာစိတ်ထဲမှာစွဲနေဘုရားရင်မနေနိုင်တဲ့အနေအထားမျိုးရောက်လာဟောဒီအပိုင်းတွေကြတော့ဒီတရားဝါတွေမှာဒီဖတ်တပစ္စယဝေဒနာဆိုတဲ့အဆင့်ကလေးတွေမရနိုင်တော့ပဲနဲ့ဝေဒနာပစ္စယကနေတဏှာထိအောင်ကူးသွားတယ်တဏှာကနေဥပါဒံထိအောင်ကူးသွားတော့ဘာဖြစ်ပြန်တော့ဆိုဥပါဒနာပစ္စယဘောတဲ့ဖြစ်မှုဆိုတဲ့ကံတရားတွေနဲ့ခန္ဓာတွေကံကြောင့်ပေးတဲ့ခန္ဓာတွေကိုရရှိလာကြတယ်ပေါ့ဆွလတ်မှုကိုအကြောင်းပြုပြီးတော့လူတွေဟာအကောင်းဆိုးတွေပြန်လှုပ်လာကြတယ်အဲ့ဒီလှုပ်လာတာကိုပဲကမ္မဘဝလို့ပြောတာ
လုံလာလို့ခန္ဓာတွေရလာအဲ့ဒါကိုဥပပတ္တိဘဝလို့ပြောတာဒီနေရာဘဝတစ်ခုတည်ဆောက်မှုဖြစ်သွားဘဝတစ်ခုတည်ဆောက်လာတဲ့အခါဘာဖြစ်တုံးဆိုဘဝပစ္စယဇာတိဝိဖွားခြင်းဆိုတာထပ်လာပြန်ဝိဖွားခြင်းလာရင်ဘာဖြစ်တယ်ဇာတိပစ္စယစရာမရဏအိုခြင်းနဲ့တေခြင်းဆိုတာရှောင်လွဲလို့မရဘူးဒါပရိစ္ဆသမုပ္ပါဒ်ပဲလေဒီလိုစဉ်းကျင်စဉ်းစားတတ်လို့ရှိရင်ဒါအကြောင်းနဲ့အကျိုးဒါရှိလို့ဟွာရှိအမှန်မသိလို့လုံးပြီးလုံးရလုံးတယ်ဟောအမှန်မသိခြင်းရှိနေသေးသမျှကာလပတ်လုံးလုံးပြီးလုံးရလုံးတာတွေလုံးနေအောင်မှာဆိုလိုတာကအဝိဇ္ဇာရှိနေသမျှသင်္ခါရရှိနေမှာပဲလို့ဒီလိုပြောတာစာလို့ပြောတော့အဲ့လိုပြောတာအရာပြောမယ်ဆိုရင်အမှန်မသိလို့လုံးပြီးလုံးရလုံးတယ်မသိလို့လုံးပြီးလုံးရလုံးတယ်အဲ့တော့မသိတာရှိနေသမျှလုံးပြီးလုံးရလုံးတာတွေလုံးနေမှာပဲလုံးပြီးလုံးရလုံးနေသမျှကာလပတ်လုံးဘဝဆိုတာဖြစ်လာဘဝပရိသလာမှတော့နာနဲ့ယုတ်တွေရှိလာမှာနာယုတ်တွေရှိနေရင်တော့အော်ဂန်တွေပါလာမှာပဲအော်ဂန်တွေပါလာလို့ရှိရင်တော့ဆက်သွယ်မှုတွေဖြစ်လာမှာပဲဆက်သွယ်မှုတွေဖြစ်လာလို့ရှိရင်အာယုံရဲ့နဲ့ထိတွေ့ပြီးတော့ခံစားမှုတွေပေါ်လာမှာပေါ်လာရင်လူကျင်မှုတွေနောက်ကဆက်လာလူကျင်မှုတွေရှိလာရင်တွေ့တာမှုတွေနောက်ကလိုက်လာတွေ့တာမှုတွေရှိနေသမျှဘဝမှာကျိုးစားအထောက်မှုဆိုတဲ့ကမ္မဘဝတွေရလာတဲ့ခန္ဓာလို့ဆိုတဲ့ဥပပတ္တိဘဝတွေဖြစ်ဘဝကြီးတစ်ခုကဖြစ်နေဥမှာပဲဒီသဘောတွေကိုပြောတာနော်ဒါပရိစ္ဆသမုပ္ပါဒ်ကိုလက်လန်းမိသလောက်ဆင်ញင်စဉ်းစားကြည့်ဘဝဒီတိုင်းဖြစ်နေတာဆိုတာဆင်ញင်စဉ်းစားကြည့်အောင်အဲ့တော့ဆင်ញင်စဉ်းစားကြည့်တော့ဒီလိုစဉ်ဆက်မပြတ်ဖြစ်ပြီးနောက်ဆုံးမှာဇာတိပစ္စယသရမရဏအိုခြင်းတိတ်ခြင်းဆိုတဲ့ဒီဒုက္ခနဲ့ပဲဘဝတစ်ခုဟာအဆုံးသတ်တယ်လို့ဆိုတော့ဒါကြီးကိုရပ်ပစ်ခြင်းဘယ်လိုလုပ်ရဒါကြီးကိုရပ်ပစ်ခြင်းနောက်ကြောင်းပြန်ကျင်လိုက်မွေးဖွားတာရှိနေသမျှအိုရာသေးတာရှိမှာအဲ့တော့အိုရာသေးတာမရှိအောင်မလုပ်ရဇာတိမရှိအောင်လုပ်ရမွေးဖွားတာမရှိအောင်ဒါဖြင့်မွေးဖွားတာမရှိအောင်မလုပ်ရကမ္မဘဝဆိုတာမဖြစ်အောင်လုပ်ရကံတရားတွေမဖြစ်အောင်ကမ္မဘဝမရှိရင်မရှိအောင်ဘာကိုဖယ်ရမလို့ဆိုဥပါဒံဖယ်ရဒါဖြင့်ဒီဥပါဒံကိုမဖြစ်အောင်ဘာကိုဖယ်ရမလို့ဆိုတဏှာကိုဖယ်ရဒီလိုဆိုလို့တယ်အစဉ်လိုက်ဆက်ပြီးတော့သွားတာနောက်ဆုံးမှာအဝိဇ္ဇာမရှိတော့ဘူးဆိုမှသင်္ခါရဆိုတဲ့တရားတွေလည်းမရှိတော့ဘူးဆိုတဲ့အဓိပ္ပာယ်ရအဲ့ဒါလို့အကြောင်းနဲ့အကျိုးဆက်သွယ်ပြီးတော့အခုလိုဝင်းဆက်ကြီးဖြစ်နေတာတဏှာမှာပရိစ္ဆသမုပ္ပါဒ်ဒီလေပတ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပဋိစ္စသမုပ္ပါဒလို့ဆိုတဲ့အဓိပ္ပာယ်ကပဋိစ္စဆိုတာအကြောင်းတစ်ခုကိုအစွဲပြုပြီးတော့သမုပ္ပါဒအကျိုးတရားတွေကိုထုတ်လုပ်နေတဲ့အကြောင်းတရားသို့မဟုတ်ထုတ်လုပ်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရပဋိစ္စသမုပ္ပါဒဆိုတာအကြောင်းတရားကိုပြောတာပဋိစ္စသမုပ္ပန္နဆိုတာအကျိုးတရားကိုပြောတာဒီစကားလုံးနှစ်ခုခွဲခြားပြီးတော့မှတ်ပဋိစ္စသမုပ္ပါဒကအကြောင်းတရားကိုပြောတယ်ပဋိစ္စသမုပ္ပန္နဆိုတာအကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးတရားကိုပြောတာအကြောင်းနဲ့အကျိုးသည်ဆက်ဆွယ်ပြီးတော့နေတယ်အကြောင်းဖြစ်လိုက်အကျိုးဖြစ်လိုက်ဒီလိုဆိုလို့တာဒါလည်းပဲအမတမထင်ရှားတာပေါ့လူတွေပဲကြည့်ပါအောင်တော့အမေဖြစ်လိုက်သမီးဖြစ်လိုက်မရှိဘူးလားနော်သမီးဖြစ်လိုက်အမေဖြစ်လိုက်ပဲလေကို့အမေကိုကြည့်ရင်ကိုကသမီးပဲပေါ့နော်ကို့သမီးကြည့်တဲ့အခါကိုကအမေဖြစ်ပြန်ဒီလိုပဲပရိစ္ဆသမုပ္ပါဒ်မှာလည်းပဲအဲ့တိုင်းပဲအကြောင်းဖြစ်လိုက်အကျိုးဖြစ်လိုက်ပဲစင်စစ်မပြတ်အခုလိုသွားနေတာအေးအဲ့ဒါကိုရှုမြင်သုံးသပ်နိုင်ပြီဆိုလို့ရှိရင်မြဲတဲ့အရာဆိုတာတခုမှမရှိဘူးလို့ရှင်းရှင်းလင်းလင်းကြီးမြင်လာပြီဆိုတဲ့အခါနောက်ဆုံးရှုတရားပေါ်မှာလည်းပဲတွေ့တာမှုတွေကင်းပြတ်လာမယ်ဝေဒနာဆိုတဲ့ပေါ်မှာလည်းတွေ့တာမှုတွေကင်းပြတ်လာမယ်ပညာလို့ဆိုတဲ့ခန္ဓာပေါ်မှာလည်းတွေ့တာမှုတွေကင်းပြတ်လာမယ်သင်္ခါရဆိုတဲ့ခန္ဓာပေါ်မှာလည်းတွေ့တာမှုတွေကင်းပြတ်လာမယ်ဝိညာဏလို့ဆိုတဲ့ခန္ဓာပေါ်မှာလည်းတွေ့တာမှုတွေကင်းပြတ်ဘာဖြစ်လို့ကင်းပြတ်လာတော့ဆိုဒီတဘာဝတရားတွေဟာဖြစ်ပြီးတော့ပြတ်သွားတဲ့အရာတွေဖြစ်လို့ဖြစ်ချင်းပြတ်ချင်းဆိုတာတွေအများအားနှိမ့်ဆက်နေလို့ငါလုံနိုင်တာတခုမှမပါတာဖြစ်သောကြောင့်နေတံမမဒါကဟာလည်းမဟုတ်ဘူးနေသောဟမတမိငါလည်းမဟုတ်ဘူးနမေသောအတ္တငါရဲ့အတ္တလည်းမဟုတ်ဘူးလို့
ဝိပဿနာဉာဏ်နဲ့မှန်မှန်ကန်ကန်ရှုမြင်နိုင်မှခဏကတွေ့တာမှုဆိုတာလျှော့ချနိုင်မှာဖြစ်တယ်တွေ့တာမှုကိုလျှော့ချနိုင်မှစိတ်နှလုံးပူပန်မှုဆိုတာပျောက်ခဲမှာဖြစ်တယ်ပေါ့တွေ့တာမှုရှိနေသေးသမျှကာလပတ်လုံးစိတ်ပူပန်မှုဆိုတာဘယ်တော့မှပျောက်မှာမဟုတ်ဘူးတဲ့အဲ့တော့စိတ်ပူပန်မှုကနေလွတ်မြောက်အောင်ကျင့်ဆောင်ဖို့ဆိုလို့ရှိရင်ဘာကိုလုံးဝမှာတော့လို့ဆိုရင်တွေ့တာမှုကိုဖယ်ရမယ်တွေ့တာမှုကိုဖယ်ခြင်းရင်ဘာလို့ရအမှန်တွေ့တာတဲ့အရာတွေကိုအမှန်သိအောင်ဆင်ញင်သုံးသပ်တတ်တယ်လို့ဆိုလိုတာပဲဆင်ញင်သုံးသပ်လို့အမှန်သိပြီဆိုလို့ရှိရင်တွေ့တာမှုတွေမရှိတော့တွေ့တာမှုမရှိဘူးဆိုလို့ရှိရင်တောကမလာတော့တောကမလာရင်စိတ်နှလုံးပူပန်မှုဆိုတာမလာတော့ဘူးလို့ဒီလိုကြောင်းကျိုးဆက်နေတဲ့သဘောတွေကြည့်ပြီးတော့ဘုရားမြတ်စွာကမှန်ကန်တဲ့ကျင့်စဉ်တစ်ခုကိုဟောကြားညွှန်ပြတာဖြစ်ပါတယ်။တန်ရုပ်ပါဠိတော်မှာလာတဲ့အတုတ္တဝါတုတ်ကြည့်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဒီအတိုင်းညွှန်ကြားဆုံးမထားတာဖြစ်လို့ဘုန်းကြီးတို့တွေဒီလမ်းကလွဲပြီးတော့စိတ်ပူပန်မှုတွေကိုကြောက်ကင်းအောင်လုပ်နိုင်တဲ့နီလန်းဆိုတာတခြားမှမရှိဘူးဒီလမ်းတစ်လမ်းပဲရှိတယ်။ဒါကြောင့်မို့စိတ်အေးချမ်းသာစွာနှလုံးစိတ်ဝမ်းအေးချမ်းစွာနေခြင်းမီဆိုလို့ရှိရင်တော့စိတ်ပူပန်မှုကိုဖြစ်စေတတ်တဲ့တဏှာကိုလျှော့ချရမှာဖြစ်ပါတယ်တဏှာကိုလျှော့ချဖို့အတွက်အမှန်အကန်သိဖို့တွေ့တာမှုမဖြစ်လာအောင်အမှန်ကန်သိဖို့ဝိပဿနာဉာဏ်ဖြစ်အောင်ကြိုးစားကြရမှာဖြစ်ပါတယ်ဒီနည်းတိုင်းကြင်ကြံကြိုးကုပ်အားထုတ်ခြင်းဖြင့်သာလေစိတ်နှလုံးပူပန်မှုတွေကိုမဖြစ်အောင်ကျင့်ဆောင်နိုင်ကြမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့စိတ်နှလုံးပူပန်မှုကင်းအောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း